Hello မင်္ဂလာပါအဲ့တော့ဒီနေ့တော့ကျွန်တော်တို့အပြောင်းလဲလေးဖြစ်သွားအောင်ပေါ့နော်ကျွန်တော်တို့ဒီ spell jar လောက်တာလေးပြောပြချင်ပါလေနော် spell jar ဆိုတာကျွန်တော်တို့ဒီအနောက်တိုင်းရိုးရာအရာပေါ့နော်လောက်တဲ့ witchcraft ပေါ့နော် witchcraft အစီအစဉ်တစ်မျိုးပဲဖြစ်ပါတယ်နော်အဲ့ဒီအစီအစဉ်လောက်တဲ့နေရာမှာကျွန်တော်တို့ကဒီ spell jar အပြင်ပေါ့နော်တခြားသော witchcraft တွေကမျိုးစုံရှိပါတယ်မျိုးစုံရှိတဲ့နေရာမှာ spell back ဆိုပြီးကမှကျွန်တော်တို့ဒီအစီအရင်အိတ်ကလေးတွေလောက်တာမျိုးလေးရှိတယ် pop up ဆိုပြီးကမှကျွန်တော်တို့ဒီဘူဒူးနဲ့မတူဘူးပေါ့နော် pop up ဆိုတာကျွန်တော်တို့လူတစ်ယောက်ကိုစားပြုတဲ့အရုပ်ကလေးတွေလောက်တာပေါ့နော်အရုပ်ကလေးတွေလောက်ပြီးကမှကျမရေးကောင်းမှုတခုပေါ့နော်ဒီ production ဒါမျိုးလေးတွေလောက်တာမျိုးလေးရှိတော့အများကြီးရှိတဲ့အထက်မှာဒီနေ့ပေါ့နော်များသောအားဖြင့်ကစားတာ spell jar spell back ဒါလေးတွေကကျွန်တော်ပြောနေကြတယ်မယ် do no harm ပေါ့နော်အန်နီရလည်းတိတ်ပြီးတော့မကြီးတဲ့အပြင်เนาะဒီ universe energy ပေါ့နော် universe နဲ့ဆက်သွယ်နိုင်မှုအများဆုံးလို့ပြောကြတာပေါ့နော်ဒါကြောင့်ကျွန်တော်တို့ spell jar လေးတွေလုပ်လို့ရှိတယ်เนาะ spell jar လုပ်တဲ့နေရာမှာကျွန်တော်တို့ကဘယ်ဟာဘယ်လိုလုပ်ရမလဲဆိုတော့ဟိုမရှိဘူးပေါ့နော်ဒီအတိအကျမရှိတော့လည်းပဲများသောအားဖြင့် basis integrant ပေါ့နော်အဓိကထည့်တာတွေများတွေကအတူတူပဲဖြစ်တယ်เนาะ spell back ထဲမှာ spell jar ထဲမှာထည့်တာတွေအတူတူပဲဖြစ်တယ်အဲ့တော့သူ့ဟာလေးတွေကျွန်တော်အဆက်လိုက်လုပ်ပြမယ်ပေါ့နော်အဆက်လိုက်လုပ်ပြဖို့တော့ဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်လဲအရင်ဆုံးတော့ကျွန်တော်တို့ jar ပေါ့နော် jar ဆိုတော့ကျွန်တော်တို့ bottle ရတယ်ဒီလို bottle လေးတစ်ခုရတယ်အပေါ်မှာအဖုံးပါရမယ်ပေါ့နော်ဒီလိုအဖုံးပါရမယ်ဒီ bottle လေးကိုတခြားသော energy တွေမဝင်အောင်ပေါ့နော်တခြားသောမကောင်းတဲ့ energy တွေမဝင်အောင်လို့တန့်စင်ထားရမယ်ပေါ့နော်ဒါဆိုရင်ဒါအစ်စ်ပြဿနာတော့မရှိဘူးတော့လည်းတန့်စင်ကြရတာပဲဘယ်လိုတန့်စင်ကြလဲဆိုတော့သူကများသောဖြင့်ဒီစားရည်နဲ့ဆေးကြောတာပေါ့နော်စားရည်နဲ့ဆေးကြောတာစားနဲ့ဆေးတာဒါမှမဟုတ် moon water ပေါ့နော်လာရောင်ခံထားတဲ့ရည်နဲ့ဆေးတာ sage လို့ခေါ်တယ်ကျွန်တော်ခုလုပ်ပြမယ်ပေါ့နော်ဒီဟိုဟာလေးတွေနဲ့မီးခိုးဝင်နဲ့ clean လုပ်တာမျိုးလေးတွေဒီထဲမှာဟိုတခြားသော energy တွေမရှိအောင်ရှင်းထုတ်ပြီးကြမှာကျွန်တော်လိုအပ်တဲ့ integrant ပေါ့နော် integrant များသောအားဖြင့် half ဆိုတော့ခေါ်တယ်ကျွန်တော်တို့ဒီဟိုဟာပေါ့ဒီအိမ်သုံးပစ္စည်းလေးပေါ့နော်များသောအားဖြင့် hub ဆိုရဲကျွန်တော်တို့ဒီဒီအရွက်တွေအပွင့်တွေအခောက်တွေထည့်တာများတယ်နော်ဒါမျိုးလေးတွေကအခြေခံထည့်ကြတယ်ထည့်ပြီးကမှကျွန်တော်တို့ကတခြားသောဟိုနော်လိုအပ်တာလေးတွေလည်းထည့်တယ်ဒါဒီ spell jar ကပုံစံမျိုးစုံရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီနေရာမှာ spell jar ကိုဘာ intention ဘာရည်ရွယ်ချက်နဲ့လုပ်မလဲဆိုတာမျိုးလေးရှိတယ်။ကျွန်တော်အခုလုပ်မှာဆိုလို့ရှိရင် money spell jar ပေါ့နော်ငွေကြေးနဲ့ပတ်သက်တဲ့ abundance လို့ခေါ်တဲ့ငွေကြေးတွေဝင်လာတဲ့ spell jar မျိုးလုပ်မှာရှိတယ်။ဒါမှမဟုတ် love spell jar နော်ကိုယ့်စီကိုချစ်ချင်းမြတ်တာတွေရောက်လာအောင်လုပ်တာတွေရှိတယ်နော်။နောက်တစ်ခု protection အကာအကွယ်ပေးမယ်နော်။ကိုယ့်ကိုကာကွယ်ပေးမယ်ဟာမျိုးဒါမှမဟုတ်လို့ရှိရင် self love ကိုချစ်မြတ်လို့တက်လာအောင်ကိုတန်ဖိုးထားတတ်အောင်လုပ်တဲ့ spell jar တွေရှိတယ်။ weight loss ကျွန်တော်နောက်ရက်ဒီကျွန်တော်လုပ်ပေးအောင်မယ် weight loss ပေါ့နော်ဒီတချို့ weight ချနေတဲ့သူတွေအတွက်ပေါ့နော် energy ရစေတဲ့ spell jar တွေဒါမျိုးလေးတွေမျိုးစုံလုပ်ကြတယ်ပေါ့နော် spell jar ကများသောဖြင့်မျိုးစုံလုပ်ကြတယ်မှာအခုကျွန်တော်လုပ်ပြမှာတော့ကျွန်တော် money spell jar ကိုမှာကျွန်တော်customize ပေါ့နော်ဒီလူတယောက်ကိုရည်ရွယ်ပြီးတော့လုပ်မှာဖြစ်တဲ့တရားသူရေးထားတဲ့ petition စာလေးရပါတယ်နောက်တစ်ခုသူ့ရဲ့ကျွန်တော်တို့ဗာလဲဆိုတော့ဒီခန္ဓာကိုယ်ကထွက်လာတဲ့လက်သေးတို့သပင်တို့ပေါ့နော်ဒါမျိုးလေးတွေအဝတ်စာလည်းရတယ်ဒါလေးတွေကကျတော့ဟို customize မဟုတ်ဘဲနဲ့ကိုယ်တက်လုပ်မယ်ဆိုလို့ရှိရင်တော့မထည့်ဘဲနေလို့ရတယ်နော်အခုကတော့ကျွန်တော်ထည့်ပြမှာဖြစ်တယ်နော်အဲ့တော့ပထမဆုံးကျွန်တော်တို့ကဒီ spell jar လုပ်မဲ့ပေါ့နော် spell jar လုပ်မဲ့ဒီပတ်ဝန်းကျင်ပေါ့နော်ဒီ environment ကိုတန်ဆင်းအောင်လို့ဆိုပြီးကျွန်တော်ကဒါလေးနဲ့အရင်ဆုံးမိကုန်းငွေလေးနဲ့အရင်ဆုံးလုပ်လိမ့်မယ်အဲ့တော့မိကုန်းငွေကဘာလဲဆိုတော့ဒါကဒီ sage ပေါ့နော် sage ကကျွန်တော်တို့အနောက်နိုင်ငံတွေမှာတော့အများကြီးသုံးတယ်နော်အနောက်နိုင်ငံတွေမှာအများကြီးသုံးတယ်တို့ဆိုဒီမှာတော့တိတ်ပြီးဟိုဒီမှာအနောက်နိုင်ငံမှာသုံးတယ်မြန်မာနိုင်ငံမှာတော့ဒီ sage ရှိချင်မှရှိလိမ့်မယ်ပေါ့နော်ဒီမိကုန်းငွေလေးနဲ့ကျွန်တော်တို့ဒီပတ်ဝန်းကျင်တစ်ခုလုံးကိုတန်ရှင်းသွားအောင်လို့လုပ်လိုက်တယ်နော်လုပ်ပြီးကမှဒီ sage ကဟို ritual နည်းတွေမှာတော့အများဆုံးအဖြစ်ဒီနောက်နိုင်ငံမှာသုံးကြရပေါ့နော်ဒါကျွန်တော်သုံးလိုက်တယ်နော်တခြားသူတွေလည်းတခြားသောနည်းနဲ့သုံးလို့ရတယ်အမှန်အဖြစ်ကျွန်တော်တို့ဒီခေါင်းလောင်းလေးခောက်ပြီးကမှကျွန်တော်တို့ဘေးက energy တွေနှင်ထုတ်တာပေါ့နော်ဘေးကနောက်တစ်ခုစားပက်တာစားကျဲတာစိတ်တလို့လုပ်လို့ရပါတယ်ကျွန်တော် special လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာဟန်ပေါ့နော်ကျွန်တော်ကဒီအနောက်နိုင်ငံမှာလူတွေသုံးတာတွေဒီမြန်မာနိုင်ငံမှာရှိတဲ့လူတွေသုံးတာမျိုးဖြစ်တဲ့အတွက်ကြောင့်မြန်မာနိုင်ငံအတွက်ဆိုလို့ရှိရင်အမွှေးတိုင်းနဲ့လုပ်လို့လည်းရတယ်နော်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဟာပါလိုဆန်တိုကကျွန်တော်တို့ဒီ
မကောင်းတဲ့နော်မကောင်းဆိုးဝါးတွေနှင်ထုတ်တဲ့တစ်သားပေါ့နော်တစ်သားမျိုးကျွန်တော်မြန်မာနိုင်ငံမှာဆိုလို့ရိုးရိုးအမွှေးထိုင်နေရတယ်နော်အဲ့ပါလိုဆက်တိုလေးကိုကျွန်တော်တို့ကမီးညှိလိုက်မယ်နော်အဲ့တော့ဒီပါလိုဆက်တိုကထွက်လာတဲ့အငွေလေးတွေကိုကျွန်တော်တို့ဒီ spell ကြားတယ်ဒီကြားထဲမှာထည့်လိုက်မယ်ပေါ့နော်ထည့်ပြီးကမှကျွန်တော်တို့ဒါကိုဒီတန်ရှင်းအောင်နော်တန့်စင်အောင်ပလင်းကိုခြားသော energy တွေဝင်မနေအောင်လို့ဆိုပြီးကမှရည်ရွယ်ချက်နဲ့ဒီပလင်းတွေကိုကျွန်တော်တို့ကနေပြီးကမှဒီမီကုန်းငွေလေးတွေကိုထည့်လိုက်မယ်နော်ဒီမီကုန်းငွေကိုထည့်လိုက်ကြအဖြစ်ကျွန်တော်တို့ဒီပလင်းထဲမှာတခြားသော energy တွေမရှိတော့ဘူးလို့ယူဆတယ်နော်အဲ့လိုချိန်ကျမှကျွန်တော်တို့က integrate နေထည့်မယ်ပေါ့နော် integrate ထည့်တဲ့နေရာမှာဒီအမျိုးမျိုးထည့်ကြတာပေါ့နော်အမျိုးမျိုးထည့်ကြတဲ့အထက်မှာကျွန်တော်တို့ဒီspecial လုပ်တဲ့နေရာမှာမရှိမဖြစ်မပါမဖြစ်ခဲ့တာမြန်မာနိုင်ငံမှာသုံးလို့ရတယ်ကျွန်တော်လုပ်ပြီးထားနော်လုပ်ပြီးထားဖြစ်တဲ့ကြောင့်ကျွန်တော်အခြေခံ၃မျိုးထည့်ပေးမယ်အခြေခံ၃မျိုးဘာလဲဆိုတော့တစ်ကပါလဲဆိုတော့ကျွန်တော်တို့ mint ကမြန်မာလဲဆိုပူစီနံပေါ့နော်ပူစီနံရွက်နော်ပူစီနံရွက်ကိုကျွန်တော်တို့သုံးတယ်နော်သူကဒီသူကငွေကြေးတို့ mint ရဲ့သဘောတရားကြီးထွားမှုပေါ့နော်ဒီgrowth ပေါ့နော် growth ဖြစ်တဲ့ဟာကိုမူတည်ပြီးကမှကျွန်တော်တို့ mint ကိုထည့်တာဖြစ်တယ်နော်အဲကြောင့်ကျွန်တော်တို့အရင်ဆုံးဒီထဲကိုကျွန်တော်တို့ mint ထည့်မယ်နော် mint ဒီကျွန်တော်တို့ပူစီနံရွက်အချောက်ပေါ့ကျွန်တော်တို့ဒီထဲမှာအချောက်ကပို့ပြီးကမှအစိုးဆိုလို့ရှိရင်ပြဿနာရှိလို့ဆိုပြီးတော့ပြဿနာရှိဆိုတာထဲမှာလေကြာထားမယ်ဆိုတော့တချို့အစိုးထည့်လို့ရှိရင်မှုတက်သွားလိုက်ပါဖြစ်မှာဆိုလို့ကျွန်တော်6 3အစိုးထည့်လိုက်ရပါတယ်နော် mint ထည့်မယ်နော် mint ဒီကျွန်တော်တို့ကဗာလဲဆိုတော့ငွေကြေးအခွင့်အလမ်းတစ်တွေ growth ကြီးထွားမှုတွေကိုရည်ရွယ်တယ်နော်နောက်တစ်ခုကျွန်တော်နောက်ထပ်ထည့်မှာကကျွန်တော်ဒါက bay leaf ကကရဝေးရွက်နော်ကရဝေးရွက်ကသူကဗာလဲဆိုတော့လေဒီ victory အောင်မြင်မှုကိုကိုစားပြုတယ်နေလားအောင်မြင်မှုကိုကိုစားပြုတယ်ဟိုတုန်းက Greek ခေတ်တုန်းကပေါ့နော်ရောမခေတ်တုန်းကဒီ bay leaf တွေကိုအောင်ပွဲရသူတွေရဲ့တရဖူထဲမှာထည့်ပြီးတော့သုံးနေရှိတယ်ဒါကြောင့်ကျွန်တော်ဒီမှာ bay leaf ကိုထည့်တယ်နော် bay leaf ကရဝေးရွက်အဲ့တော့အဓိကအချက်တွေကျွန်တော်တို့ကပူစီနံရွက်ရယ် bay leaf ရယ်နော်နောက်ထပ်ထဲမှာတစ်ခုကကျွန်တော်တို့သုံးလို့ရတာတွေပဲထည့်မယ်နော်ကျွန်တော်စင်နံမို့ဆိုကျွန်တော်ဘာမှမဟုတ်ဘူးတစ်ချက်ဘိုးကောက်နော်တစ်ချက်ဘိုးကောက်နော်ဒီမှာစင်နံမို့ကကျွန်တော်တို့ဒီဟိုမှာအများကြီးသုံးကြတယ်ဗျာကျွန်တော်တို့ဒီဗာလဲဆိုတော့ဒီspare jar မှာပေါ့နော် spare jar မှာစင်နံမို့ကိုအများအဖြစ်တော်တော်များများကိုထည့်လေရှိကြတယ်ပေါ့နော်ဘာလို့လဲဆိုတော့စင်နံမို့ကသူက success နဲ့ဆိုင်တယ်အောင်မြင်မှုနဲ့ဆိုင်တဲ့ဟာမျိုးဒီမှာလေစင်နံမို့နော်အောင်မြင်မှုနဲ့ဆိုင်တယ်နောက်တစ်ခုကဘာဆိုတော့ကြွယ်ဝမှုနဲ့ဆိုင်တယ် attraction ဆွဲဆောင်မှုနဲ့ဆိုင်တဲ့တောင်းတဲ့စင်နံမို့ကိုသုံးတယ်နော်နောက်တစ်ခုကျွန်တော်တို့ကာကွယ်ပေးဖို့အတွက်နောက်ထပ်တစ်မျိုးရှိတယ်ဒါကတော့ကျွန်တော်တို့လင်းညင်းဒီ glove နော် glove နော်လင်းညင်းမှုကိုကျွန်တော်နှစ်ပွင့်မဲ့ထည့်ဘာလို့ဆိုတော့နှစ်ခုကအပြိုင်ဆိုင်ဖြစ်တဲ့သဘောကြောင့်ကျွန်တော်တို့က petition ဟိုပါပေါ့နော်ကျွန်တော်တို့ဒီပြိုင်ဆိုင်သဘောနဲ့ကျွန်တော်တို့နှစ်ပွင့်ထည့်လိုက်တယ်နော်ဟုတ်ပြီဒီတော့ဒါဒီ special အတွက်ပတ်သက်တဲ့ half တွေကတော့စုံတလောက်ဖြစ်သွားပြီဒါလောက်ဆိုရင်ကိုကျွန်တော်တို့က special ကပြန်ပြီးကမှ seal လုပ်လို့ရတယ်ပြန်ပြီးပိတ်လို့ရတယ်ပေါ့နော်အဓိကအပြင်ကျွန်တော်တို့ဒီ half တွေကိုထည့်တာပဲနော်ကရဝေးရပါမယ်နော်တစ်ချက်ဘိုးကောက်ပါမယ်လင်းညင်းပွင့်ပါမယ်နော်ဦးစီနာနော် mint ပါမယ်ဒီလေးမျိုးဒီကျွန်တော်တို့ special အတွက်အခြေခံလို့ပြောလို့ရှိတယ်နော် special ဆိုတာ many special တော့ပေါ့နော် charter special တွေမှာရှိသေးတယ် protection ဆိုလို့ရှိရင်မှာ black sauce တို့တခြားခုနပြောလိုက် sea sauce တို့ဆိုစားတွေပါတွေထည့်တာမျိုးလေးတွေရှိတယ်နော်ခဏထားလိုက်နော်ဒီ abundance ကြွယ်ဝချမ်းသာမှုအတွက်ဆိုလို့ရှိရင်ခုနဆန်တွေပါတွေထည့်တာမျိုးလေးတွေရှိတယ်လုံးလုံးစေကျွန်တော်တို့ဒီ many special ဆိုလို့ရှိရင်ဒီလေးမျိုးနဲ့ပဲလုပ်လို့ရတယ်ဒီလေးမျိုးထည့်ပြီးကမှ seal လုပ်လိုက်လို့ရှိရင်ဒါဒီ many special ဖြစ်သွားပြီနော်တို့တော့ကျွန်တော်ကပို့ပြီးကမှအဆင်ပြေအောင်လို့ဆိုပြီးကမှကျွန်တော်နောက်ထပ်တစ်မျိုးထည့်မယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့က money ငွေနော်ငွေထည့်ရမယ်အဲ့ငွေထည့်တဲ့နေရာမှာနော်ဒီကျွန်တော်ကဒီမှာဆိုလို့ရှိရင်အကျွေစီဆိုလို့ရှိရင်ငွေရောင်အကျွေစီတွေရှိတယ်ရိုးအကျွေစီတွေရှိတယ်တို့တော့ကျွန်တော်ရဲ့ဒီ spell jar ကတင်းတင်းလေးပေါ့နော်ဆောင်းမှာဖြစ်တဲ့ကျန်သေးဆိုဒီအကျွေစီကထည့်လို့မရအောင်အဲ့အတွက်ကြောင့်ကျွန်တော်ကဒီပတ်စံထည့်တဲ့နေရာမှာအကျွေစီထည့်တယ်နော်ကွာပေါ့နော်ကွာနေထည့်တာမျိုးရှိတယ်အပြင်လောလောဆယ်ဒီဟာမျိုးပေါ့နော်ဒီဟိုဟာကိုလည်းကျွန်တော်တို့ထည့်လို့ရတယ်နော်အဲ့တော့
ဒီမှာအများကြီးထည့်စရာမလိုပါဘူးကျွန်တော်တို့ကခုနပြောလို့နည်းနည်းပဲခုနပြောလို့ဒီငွေရဲ့သဘောတဘာဝပေါ့နော်ငွေရဲ့သဘောတဘာဝပြည့်စုံအောင်လို့ဆိုပြီးကမှကျွန်တော်တို့ဒီမှာဒီခုန$1တန်ကိုကျွန်တော်ကတိလေးနဲ့ကိုက်ပြီးကမှထည့်လိုက်မယ်ပေါ့နော်ဒါလေးကျွန်တော်တို့ကဒီငွေကြေးကိုဒီ money ကိုငွေရှိရငွေယန္တနာရှိရယန္တနာစုဆွဲသဘောနဲ့ထည့်တာဖြစ်တယ်နော်ထည့်ပြီးကမှနောက်တစ်ခုကျွန်တော်ထည့်မှာကကျွန်တော်တို့ကဘာလဲဆိုတော့ customize ပေါ့ customize ဆိုတာကျွန်တော်အလုပ်အပ်ထားတာဖြစ်တဲ့အတွက်ကြောင့်အပ်တဲ့သူရဲ့ကျွန်တော်ကဒီမှာဒီစပင်နဲ့เนาะစပင်နဲ့နောက်တစ်ခုကလက်သေးခြေသေးလေးတွေထည့်တယ်เนาะအဲ့ customize ဆိုတဲ့သဘောကဟိုတီးခြားဒီလူအတွက်ပဲတီးခြားလုပ်တာเนาะဒီလူအတွက်ပဲတီးခြားလုပ်တာဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့စပင်နဲ့သူ့ရဲ့လက်သေးခြေသေးလေးတွေကိုကျွန်တော်ကဒီထဲမှာထည့်တယ်အဲ့တော့ဒီဟာတွေထည့်တဲ့ခါကျလို့ရှိရင်ဟာငါခန္ဓာကိုယ်ကပစ္စည်းတွေထည့်တာမကောင်းဘူးလားလို့မတွေးပါဘူးကျွန်တော်တို့ကကောင်းတဲ့ရည်ရွယ်ချက်နဲ့လုပ်တာဖြစ်တဲ့အတွက်ကြောင့်ဒါကိုတိတ်ပြီးတော့ပြဿနာအနေနဲ့ထားစရာမလိုဘူးเนาะအဲ့လိုမထည့်ချင်ဘူးမလုပ်ဖြစ်လဲရဆိုကျွန်တော်တို့က customize ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကကိုယ့်ရဲ့နာမည်နဲ့နေနံနဲ့အသက်နဲ့ရေးပြီးကမှဒီထဲကိုစာရွက်လေးလိပ်ပြီးကမှထည့်လို့လည်းရတယ်နောက်ထပ် customize တစ်ခုဖြစ်မဲ့အတွက်ကြောင့်ကျွန်တော်နောက်ထပ်ဘာထည့်မလဲဆိုတော့သူ့ရဲ့ petition ခေါ်တဲ့သူ့ရဲ့ဆန္ဒတွေကိုရေးသားထားတဲ့ဒီဟိုပါပေါ့စာရွက်နော်ဒီစာရွက်ကသူဘာလုပ်ချင်လဲဘာဖြစ်ချင်လဲဆိုတော့ဒီ manifestation လုပ်တဲ့ဟာဒါကိုကျွန်တော်ထည့်မယ်ထည့်တဲ့နေရာမှာခောက်ထည့်မယ်ခောက်တဲ့နေရာမှာအတွင်းဘက်ကိုခောက်တာပေါ့နော်ကိုယ့်စီကိုလာသေးချင်တာငွေဝယ်သေးချင်တဲ့ကြောင့်အတွင်းဘက်ခောက်တယ်1 2 3 4 5 6 7ပေါ့နော်ခုနှစ်ခောက်လိုက်တယ်ခုနှစ်ခောက်တဲ့သဘောကဘာလဲဆိုတော့ဘာမှမဟုတ်ပါဘူးခုနှစ်ခောက်ဆိုလို့ရှိရင် lucky 7ပေါ့နော်သူကတခုခုကိုနှင်ချင်တာမျိုး protection လောက်ချင်တာမျိုးဆိုရင်ကျွန်တော်တို့ဒီအတွင်းဘက်ကိုမခောက်ဘဲနဲ့အပြင်ဘက်ကိုခောက်တာမျိုးတွေရှိတယ်နော်ဒါကအခုကျွန်တော် petition အတွက်ဆိုလို့ရှိရင်သူ့ရဲ့ဆန္ဒပေါ့နော်ကိုဖြစ်စေချင်တာကို present tense နဲ့ရေးထားတာဟုတ်ပြီငါငွေဝင်ခြင်းနဲ့လို့မရေးဘူးငါငွေတွေဝင်နေပြီဒီလိုမျိုးရေးတယ်နော်အဲ့လိုမျိုးဖြစ်နေတဲ့သဘောတိုင်းလက်ရှိဖြစ်နေတဲ့သဘောတိုင်းကျွန်တော်ရေးထားတဲ့စာရွက်ကိုကျွန်တော်ဒီထဲမှာထည့်တယ်နော်ထပ်ပြီးကမှနောက်ထပ်ကျွန်တော်ဒါခုနကကျွန်တော်အခု၄မျိုးပြောသွားတယ်နော် hubs ၄မျိုးဆိုလို့ရှိရင်ရပြီနော်အခုကကျွန်တော် customize ဖြစ်လို့ထပ်ထည့်မှလည်းရှိတယ်ဒါကဘာလဲဆိုတော့ဒါ crystal နော်အဲ့တော့ crystal ကဘာလဲဆိုတော့ကျွန်တော်တို့ဒီမှာ crystal ကမျိုးစုံရှိတယ်ပေါ့နော် crystal တွေအများကြီးရှိတယ် crystal အများကြီးရှိတဲ့နေရာမှာအခုကျွန်တော်ထည့်တာ citrine ကိုထည့်မှာ citrine ကဘာလဲဆိုတော့ငွေကြေးနဲ့ပတ်သက်တဲ့ဟိုမလို့ crystal မလို့နော်ငွေကြေးနဲ့ပတ်သက်တဲ့ crystal မလို့ဒီ citrine ကိုဒီထဲကိုထည့်နော်အဲ့တော့ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ spell jar ကဒီပြည့်စုံသွားပြီပေါ့နော်ပြည့်စုံပြီပြည့်သွားပြီပေါ့နော်အဲ့ဒါဆိုရင်ဒီ spell jar ကိုများသောဖြင့်နေရာလွတ်လေးခြံရတယ်နော်နေရာလွတ်လေးခြံတာဆို spell jar ကိုကျွန်တော်က shake လုပ်မှာဘယ်လို shake လုပ်မလဲဆိုတော့ energy တက်လာအောင်ကျွန်တော်တို့က shake လုပ်မှာဒီ spell jar ကိုမနေ့တိုင်း shake လုပ်တယ်ဆိုလို့ရှိရင်သူကကိုယ့်စီကို energy တွေစီးဝင်လာအောင်ဆိုပြီးတော့ spell jar ကို shake လုပ်လေးရှိတယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်အခု spell jar ကိုကျွန်တော်ပိတ်လိုက်တယ်ပိတ်ပြီးလို့ရှိရင်သူ့ကိုကျွန်တော်တို့က seal လုပ်မှာဆိုတာကပုံမှန်အားဖြင့်လို့ဆိုရင်ကျွန်တော်ဖျောင်းနေပေါ့နော်ဒီဖျောင်းနဲ့ကျွန်တော်တို့ကစီးလုပ်လို့ရတယ်ပေါ့နော်ဖျောင်းနဲ့စီးလုပ်လို့ရတယ်အဲ့မှာဆရာမှာအကြောင်းလေးရှိသေးတယ်နော်ပုံမှန်အပြင်ကျွန်တော်အဖြူနဲ့ထည့်ပိတ်လည်းရပါတယ်ပြဿနာဖြစ်ကျွန်တော်တို့လွယ်ကူကိုအိမ်မှာกินလုပ်တယ်ဆိုလို့ရှိရင်အဖြူနဲ့လွယ်ကူပိတ်လို့ရတယ်သို့တော်လည်းပဲကျွန်တော်ကအခုငွေရေးကြေးပေါ့နော် money နဲ့ပတ်သက်ပြီးမှလုံးမှာဖြစ်တဲ့အတွက်ကြောင့်ဒီ special ကိုစီးလုပ်တဲ့နေရာမှာကျွန်တော်ကဘာနဲ့လုပ်မလဲဆိုလို့ရှိရင်ကျွန်တော်ကဒီအစိမ်းရောင်ပေါ့နော်အစိမ်းရောင်နဲ့ကျွန်တော်ကဒါကိုစီးလုပ်ချင်ပါတယ်နော်သူပိတ်ထားခြင်းအပြင်ဒီ spare jar တွေကအဝါတွေပေါ့နော်ဒီ spare jar တွေမှာရှိတော့ energy တွေကအပြင်ကိုထွက်မသွားအောင်ကျွန်တော်တို့ကာကွယ်တယ်လို့ယူဆကြတယ်အဲကြောင့်ကျွန်တော်တို့ spare jar ကို seal လုပ်တယ်ဒီ seal ကိုကျွန်တော်တို့ကဒီဟိုဟာနဲ့ပေါ့နော်ဒီ wax ပေါ့နော်ဖျောင်းဆက်ချပြီးပေးလို့လည်းရတယ်။ဥပမာဖျောင်းနိုင်အစိမ်းဆိုလို့ရှိရင်ငွေကြေးနဲ့ပတ်သက်တာမျိုးတွေရှိတယ်။အနီဆိုလို့ရှိရင်ကျွန်တော်တို့က paction ပေါ့နော်ဒီ energy နဲ့ပတ်သက်တာတွေလုပ်တယ်။နောက်တစ်ခုကျွန်တော်တို့ကဒီအချစ်ချင်းမြတာတရားလေးဆိုရင်ပန်းရောင်ဆိုတာမျိုးတွေပိတ်တာမျိုးလေးတွေလည်းရှိတယ်။အဲ့တော့ဒီကောင်ကိုစီးလုပ်တဲ့နေရာမှာတော့ကျွန်တော်တို့ကဘယ်ကနေဘယ်လိုလုပ်ရမလဲဆိုတာမျိုးတော့ဒီဟိုတော့ဘယ်လိုပြောမလဲဟိုဘယ်လိုပြောမလဲဒီအကုန်လုံးအပြည့်အဝပိတ်မိတယ်ဆိုလို့ရှိရင်ကိုရပြီပေါ့နော်သူကဘာရောင်လောက်ရမယ်ဆိုတာမျိုးတော့မရှိဘူးတိုးတော်လည်းကျွန်တော်တို့ကကိုယ့်ရဲ့ရည်မှန်းချက်အလိုက်အယောင်လေးတွေထည့်ကြတယ်မျိုးတွေရှိတယ်ကာလာလေးတွေထည့်ကြတာရှိတယ်အခုကတော့ကျွန်တော် money spell jar ဖြစ်တဲ့အတွက်ကြောင့်ဒါလေးကကျွန်တော်ကဘာနဲ့စီးလုပ်မလဲဆိုတော့ကျွန်တော်ကဒီအစိမ်းရောင်လေးနဲ့ကျွန်တော်စီးလုပ်မယ်
အဲ့တော့အခုကျွန်တော်ဒီ spell jar ကပြီးသွားပြီပေါ့နော်ပြီးသွားပြီ customize spell jar ဖြစ်ပါတယ် customize spell jar ဆိုတဲ့အတိုင်းပဲကျွန်တော်ဘာတွေပါလဲဆိုတော့ခုနပြောတဲ့ဒီခုနဒီပစ္စည်းတွေပေါ့နော် half က spell jar မှာ half တွေကအဓိကဖြစ်တယ်ပေါ့နော်ဒီ half တွေပါမယ် half ဆိုတော့ကျွန်တော်တို့ဒီဟိုဟာလေးတွေပေါ့နော်ကျွန်တော်တို့ဒီဒီရွက်တွေပေါ့နော်ရွက်တွေအခောက်တွေပွင့်နေပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာပါတယ် money spell jar ဖြစ်တဲ့ကြောင့်ငွေပါမယ်ခွာထည့်လို့လည်းရတယ်နော် petition paper ပါမယ်ပေါ့နော်ပါပြီးလို့ရှိရင်ဒီ spell jar ပြီးသွားပြီပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်လက်ထဲမှာထည့်မယ်ထည့်ပြီးကမှကိုယ့်ရဲ့ရည်မှန်းချက်ပေါ့နော်ဒီငွေချေးဝင်မှုအတွက်ရည်မှန်းချက်ဆိုလို့ရှိရင်ကိုယ့်ရဲ့ရည်မှန်းချက်ကိုစိတ်ထဲမှာခဏလောက်အာရုံပြုမယ်ပေါ့နော်ပြီးလို့ရှိရင်ဒါ spell jar တစ်ခုရပြီပေါ့နော်ဒီ spell jar ကိုကျွန်တော်တို့ဆောင်းရမယ်ဒါမှမဟုတ်လို့ရှိရင်ပစိုက်တယ်ပဲထည့်ဆောင်းဒါမှမဟုတ်ရှင်ကိုယ်အိမ်ထဲမှာပဲတနေရာမှာပဲထားလို့ရတယ်ပေါ့နော်ကိုယ့်ရဲ့တနေရာမှာထားပြီးကမှအသုံးပြုလို့ရတယ်ပေါ့နော်ဒီ spell jar ဒီ energy ပါတဲ့အတွက်ကြောင့်ဒီသူ့ရဲ့ energy ဒီငွေကြေးကိုယ်စီကိုစီးဝင်လာတဲ့ energy ဖြစ်တယ် spell jar ကိုဒီကလေးမျိုးကျွန်တော်တို့ကဒီပြန်ပြီးကမှ energy ပွားစေချင်လို့ရှိရင် spell jar ကို shake လုပ်လို့ရတယ်ပေါ့နော်ဒါလေး shake လုပ်ခြင်းအပြင်ဒီ spell jar ရဲ့ energy ပို့ပြီးကမှကိုယ်စီကိုစီးဝင်လာမယ်လို့ယူဆကြရပေါ့နော်ဟုတ်ဒါလို့ဆိုလို့ရှိရင်တော့ဒါကျွန်တော်ဒီ money spell jar လေးတစ်ခုလုပ်ပြီးလို့ရှိပါပြီเนาะအဓိကအဖြစ်ကျွန်တော်တို့ကနံပါတ်1ပလင်းကိုခုနပြောမိခိုးငွေပေါ့နော်ဖျောင်းနိုင်ဟိုပါပေါ့နော်ကျွန်တော်အမွှေးလိုက်ရေးမိခိုးငွေနဲ့ကျွန်တော်အထက်မှာရှိရဲenergy clean လုပ်မယ်လုပ်ပြီးကမှပလင်းထဲကိုကျွန်တော်တို့ဒီ herbs တွေထည့်မယ်ပေါ့နော်ကျွန်တော်ဒီထဲမှာဆိုလို့ရှိရင်ဘာတွေပါလဲmint နော်ပူစီနံရွက်ပါတယ် cinnamon ကျွန်တော်တို့တစ်ချက်ဘိုးကောက်ပါမယ်နောက်တစ်ခုကျွန်တော် bay leaf ကရဝေးရွက်ပါမယ်နောက်ကျွန်တော်တို့ပါလဲclub နော်လင်းညင်းပွင့်ပါမယ်နော်လင်းညင်းပွင့်ပါဒီလင်းမျိုးဒီကျွန်တော် spell jar မှာအဓိကထည့်တယ်နောက်ဒီကလို့ money spell jar မှာတော့ money spell jar မှာထည့်ရပြောတော့ spell jar မှာအဓိကထည့်နောက်ကျွန်တော်တို့ငွေရေးကြေးအတွက်ကြောင့်ခွာပဲဖြစ်ဖြစ်ငွေသားပဲဖြစ်ဖြစ်ထည့်မယ်နော်ပြီးလို့ရှိရင်ကျွန်တော်တို့ customize လုပ်ချင်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့လက်သေးလေးတွေခြေသေးလေးတွေထည့်လို့ရတယ်ကိုယ့်ရဲ့အဝတ်စာလေးတွေထည့်လို့ရတယ်ကိုယ့်နာမည်နဲ့ကိုယ့်လက်မှတ်ထိုးထားတဲ့လက်ပွေနှိပ်ထားတဲ့စာရွက်လေးတွေထည့်လို့ရတယ်နောက်ပြီးတော့ petition ကိုဖြစ်ချင်တာလေးတွေ manifestation ရေးထားတဲ့စာလေးထည့်လို့ရတယ်အမထည့်ဘဲနဲ့ဒီတိုင်းခုနပြောတဲ့၄မျိုးပေါ့နော် half ၄မျိုးနဲ့ပိတ်လိုက်လို့လည်းရတယ်ပြီးလို့ရှိရင် seal လုပ်မယ် seal ကိုကျွန်တော်တို့ကပိတ်ပြီးကမှပေါ်နေပြီးကမှဖျောင်းဆက်ချပြီးပိတ်မယ်ပေါ့နော်ဖျောင်းဆက်ချပြီးပိတ်တဲ့သဘောကဘာလဲဆိုတော့ spell jar မှာရှိတော့ energy တွေအပြင်ကိုပြန်ထွက်မလာအောင်ပြန်စီးထွက်လာမလာအောင်လုပ်တဲ့သဘောလို့ကျွန်တော်တို့ကပြောနိုင်ပါတယ်နော်ဒါလို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဒီ spell jar လေးကအဆင်ပြေပြေနဲ့ရပါပြီဒါလေးဆိုလို့ရှိရင်ဒါလေးကိုဆောင်းထားလို့ရပါတယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်နော်ဟုတ်ကျေးဇူးတင်ပါတယ်